သာသနာတော်နှစ်2554ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်နတ်တော်လာဆန်း3ရက်ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ်အမှတ်1ရပ်ကွက်ရတနာလမ်းဝိသုဒ္ဓိဝါဒင်းဝါဘဆွမ်းလောင်းအသင်းဤပင်စမအကျိန်မြောက်ဆင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မပူဇာဓမ္မသဘင်အခမ်းအနား၌ကွယ်လွန်သူဥကျော်ညွန့်အာရည်စု၍ဒေါ်ခင်ဆန်းဤမိသားစုလေရန်စေဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောသူယုတ်မာတို့၏အမှုအကျင့်များတရားဒေသနာတော်ဒီကနေ့ညတပါးသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျူဖွယ်ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေတွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာသက်ချင်လဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနိဆွန်ရင်ကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလုံးခဲရင်တော်မူရောကိုကရွန်တော်ဖရာဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်ဖြစ်ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပြမညင်းသောကတောဘဝတဏ္ဏကျိန်ထွန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများယင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာဒသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းမှန်ကိုလျော့၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းသူယုံမာတို့၏အမှုအကျင့်များဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့သုတ်တန်ဒေသနာတော်တွေထဲမှာဝတ္တလသုတ်ဆိုတာရှိတယ်အဲ့ဒီသုတ်ကိုဒီကနေ့ဟောပါဝတ္တလဆိုတာရဲ့အဓိပ္ပာယ်ကသူယုံမာလို့အဓိပ္ပာယ်ရတယ်မှာစัจจิမဲ့အဓိပ္ပာယ်နှစ်ခုစကားလုံးနှစ်ခုရှိတယ်ဗျမနနဲ့ဝတ္တလလို့ဒီပါဠိစာပေမှာဒီစကားလုံးနှစ်ခုမှတ်သားထားဖို့လိုအပ်တယ်ပေါ့ဗျမနဆိုတာအစင်တန်းမြင့်တဲ့ပုဂ္ဂိုလ်လို့အဓိပ္ပာယ်ရတယ်
ဝတ္တလဆိုတာယုံညံ့တဲ့ပုဂ္ဂိုလ်သူယုံမှာအောက်တန်းစားပြမနာဆိုတာအထက်တန်းစားဝတ္တလဆိုတာအောက်တန်းစားအဲ့ဒါလို့အထက်တန်းစားနဲ့အောက်တန်းစားကိုဘာနဲ့သတ်မှတ်ခဲ့သလဲလို့လူလောကကြီးမှာဒီလိုခွဲခြားသတ်မှတ်တဲ့အနေအထားတွေဟာမတူညီကြဘူးပေါ့မြတ်စွာဘုရားလက်ထက်တုန်းကခွဲခြားသတ်မှတ်ခဲ့တယ်ဒီကနေ့လည်းပဲတချို့ဒေသတွေမှာခွဲခြားသတ်မှတ်နေတော့မှရှိသေးတယ်အမျိုးဆက်ကိုကြည့်ပြီးတော့ဗြဟ္မဏအစင်မြင့်သူလို့သတ်မှတ်တယ်အမျိုးကိုကြည့်ပြီးတော့ဝတ္တလအောက်တန်းစားလို့ဒီလိုသတ်မှတ်ကြတယ်အဲ့တော့အထက်တန်းစားနဲ့အောက်တန်းစားသို့မဟုတ်မြင့်မြတ်သူနဲ့ယုံညံ့သူဆိုတာဟာမိဘမျိုးရိုးနဲ့ဆိုင်တယ်လို့ဒီလိုသတ်မှတ်ခဲ့တာအဲ့ဒီသတ်မှတ်ချက်ဟာအမှန်တမ်းကြီးကျယ်တဲ့သတ်မှတ်ချက်ကြီးတစ်ခုဘုရားမြတ်စွာပွင့်ပေါ်ခဲ့တဲ့အိန္ဒိယနိုင်ငံမှာဇက်ခွဲခြားတဲ့စနစ် caste system လို့ခေါ်တယ်အမျိုးဆက်အားဖြင့်လူတွေရဲ့အဆင့်တန်းကိုခွဲခြားတဲ့စနစ်ဟာဒီကနေ့ထိအောင်မရှိတော့ဘူးဒီကနေ့ထိအောင်အမြင့်တွယ်ပြီးတော့ရှင်သန်နေတော့မယ်မြန်မာနိုင်ငံမှာတော့မြန်မာလူမျိုးတွေကြားမှာတော့ဒီစနစ်ဟာဒီလောက်ပြင်းထန်မှုမရှိဘူးလူချင်းတူတူပဲလို့အမျိုးနဲ့ပတ်သက်ပြီးတော့သိပြီးပြောလေးဆိုလေးမရှိကြဘူးသို့သောမြန်မာစကားပုံထဲမှာတောင်မှပဲဒီအတွေးခေါ်တွေကဝင်နေတာရှိသေးတယ်နော်လူမှာအမျိုးကြက်မှာအယိုးဆိုပြီးတော့ပြောကြမျိုးကောင်းတယ်အမျိုးရိုးကောင်းတယ်ဆိုတာကိုကြည့်ကြသေးတယ်ဒီလိုကြည့်ခဲ့ကြတဲ့အနေအထားတွေရှိတယ်ဒါအိန္ဒိယက caste system ရဲ့အရှိန်ဟပ်မှုလို့ဒီလိုပြောဇက်ခွဲခြားတဲ့စနစ်ဟာဒီကနေ့ထိအောင်အိန္ဒိယနိုင်ငံမှာကြီးမားထွားချိုင်းနေတော့မှရှိသေးတယ်မြတ်စွာဘုရားလက်ထက်တုန်းကဆိုလည်းဒီဇက်ခွဲခြားမှုစနစ်ဟာကြီးကျယ်ရှင်းတယ်ဇက်ခွဲခြားမှုစနစ်ကိုမြတ်စွာဘုရားကိုယ်တိုင်မျိုးရိုးနဲ့ပြမနာနဲ့ဝတ္တလခွဲခြားမှု discrimination လို့ခေါ်တာပေါ့ဒီလိုခွဲခြားမှုတွေဟာမမှန်ကန်ဘူးလို့အောက်တန်းစားထက်တန်းစားလို့အမျိုးဆက်ကိုကြည့်ပြီးတော့ဒီလိုခွဲခြားတာမမှန်ဘူးလို့မြတ်စွာဘုရားပွင့်လာတဲ့အခါမှာဒါအကြီးအကျယ်ကိုတော်လှန်ရှုံချခဲ့ရတဲ့အရာတစ်ခုပဲအလုံးမှတ်မိကြလိုက်ပဲဒီခွဲခြားတဲ့စနစ်တာမြန်မာနိုင်ငံမှာ British အုပ်ချုပ်သွားတော့ကဒီထဲမှာပြည်သက်ထဲမှာမှီတဲ့လူရှိတယ်လို့ပဲမမှီတဲ့လူလည်းရှိပါတယ်မှီတဲ့လူကတော့နည်းလိမ့်မယ်ပေါ့နော်1885ခုနှစ်မြန်မာတက္ကရာ1885ခုနှစ်မှာမြန်မာနိုင်ငံအထက်ပိုင်းကို British အစိုးရကသိမ်းယူပြီးတော့တီဘောမင်းကိုဖမ်းဆီးခေါ်ဆောင်သွားတယ်အိန္ဒိယနိုင်ငံသားကယရနာဒီပဆိုတဲ့အဲ့ဒီကျွန်းမှာသွားပြီးတော့အကျဉ်းသားဘဝနဲ့ထားအဲ့ဒီနောက်ပိုင်းမှာမြန်မာနိုင်ငံကို British လို့ခေါ်တဲ့အင်္ဂလိပ်တွေအုပ်ချုပ်ခဲ့တယ်အဲ့တော့ကမြန်မာလူမျိုးတွေက British အင်္ဂလိပ်ကိုသူတို့က British နိုင်ငံကိုဘိလတ်လို့လည်းခေါ်ကြတယ်ကလပ်ဖြူအစိုးရလို့လည်းခေါ်တယ်ကလပ်ဖြူအစိုးရအဲ့တော့ကလပ်ဖြူအစိုးရ
ဗမာပြည်မှာအုပ်စိုးခဲ့တဲ့အချိန်ခွဲခြားတဲ့စနစ်တွေပေါ်ပေါက်လာခဲ့ဘူးတဲ့အားလုံးသမိုင်းကြောင်းကိုဖတ်ဖူးတဲ့ပုဂ္ဂိုလ်တွေသို့မဟုတ်ပြီးလိုက်တဲ့ပုဂ္ဂိုလ်တွေဆိုသိကောင်းသိလိမ့်မယ်အင်္ဂလိပ်လိုဘန်ဂလိုလို့ခေါ်တဲ့ဘူတဲတွေမှာဥရောပနိုင်ငံသားများသာတဲရမယ်မြန်မာတွေမတဲရဘူးလို့ဆိုပြီးတော့ခွဲခြားသတ်မှတ်ထားတာရှိတယ်တချို့အရက်တွေမှာလည်းပဲမြန်မာလူမျိုးတွေလာခွင့်မရှိတဲ့အရက်ရှိသူတို့ဥရောပမျက်နှာဖြူလူမျိုးတွေသာလာရမယ်နေရမယ်ဆိုတဲ့အားရှိရာထူးနဲ့ပတ်သက်လာလို့ရှိရင်လည်းမြန်မာတိုင်းရင်းသားတွေကိုခွင့်မပေးဘူးသူတို့ဥရောပမျက်နှာဖြူတိုင်းလူမျိုးတွေကိုပဲပေးတယ်ဆိုတဲ့ဒီလို discrimination လို့ဆိုတာအကြီးကျယ်ပေါ်ပေါက်ခဲ့ဘူးလားမပြေပါလဲအဲ့ဒါလို့အမျိုးလူမျိုးကိုကြည့်ပြီးတော့ခွဲခြားတဲ့စနစ်ကြီးဟာကမ္ဘာပေါ်ကပျောက်သွားတာမဟုတ်ဘူးရှိနေသေးတယ်လို့ဒီလိုပြောရမှာသို့တော့မြတ်စွာဘုရားတရားတော်တွေထွန်းကားလာတဲ့မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာအတော်အတန်သက်သာမှုရလူချင်းတူတူပဲအမျိုးဆက်ကိုကြည့်ပြီးတော့လူမျိုးကိုကြည့်ပြီးတော့အထက်တန်းအောက်တန်းလို့ခွဲခြားမှုဟာတိတ်ပြီးတော့မကြီးထွားဘူးဗျမနနဲ့ဝတ္တလဗျမနဆိုတာအဆင့်မြင့်သူမြင့်မြတ်သူဝတ္တလဆိုတာယုံနှိမ့်သူယုံညံ့သူယုံမှသူအမေကမွေးထားလို့မြင့်မြတ်သူဖြစ်ရတယ်မျိုးရိုးကမြင့်မြတ်လို့မြင့်မြတ်သူဖြစ်ရတယ်ဘာပဲလှုပ်လို့မြင့်မြတ်တဲ့မျိုးရိုးကလာလို့ရှင်အလုံးဟာရှင်မင်းပစိုးပိုးကြီးဆိုတာလို့ပဲအကောင်းကြီးပဲဒီလိုတတ်မှတ်ခဲ့ကြအောက်တန်းစားကလှုပ်တဲ့အလုပ်ဟာဘလောက်တန်ဖိုးရှိတဲ့အလုပ်ပဲဖြစ်စေအကောင်းမဖြစ်လာမျိုးစားနဲ့ခွဲတဲ့အခါမှာအဲ့လိုဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကတိတိလင်းလင်းတော်လန်တိုက်ဖြတ်ခဲ့တဲ့စကားတစ်ခုကဒီ caste system နဲ့ပတ်သက်ပြီးတော့တွန်းလှန်ခဲ့တဲ့စကားတစ်ခုကဘာလဲလို့ဆိုရင်နသစ္စာဝတ္တလောဟောတိနသစ္စာဟောတိပြမနောတဲ့ယုံညံသူဆိုတာလဲမျိုးရိုးနဲ့မဆိုင်ဘူးတဲ့ပြမနာမြင့်မြတ်သူဆိုတာလဲမျိုးရိုးနဲ့မဆိုင်ဘူးမဆိုင်ဘူးလို့ကိုမြတ်စွာဘုရားကဒီလိုဟောတာဒါဖြင့်ဘာနဲ့ဆိုင်နှုံးလို့ပြောတဲ့အခါမြတ်စွာဘုရားကမ္မုဏဝတ္တလောဟောတိကမ္မုဏဟောတိဖြစ်မနောတဲ့သူ့ရဲ့လောက်ရနဲ့ပဲဆိုင်တယ်မကောင်းတာလုပ်လို့ရှိရင်ဘယ်အမျိုးကပဲမွေးဘယ်လိုထက်တန်းစားကပဲမွေးယုံညံ့သူလို့ပဲပြောယုံညံ့တဲ့အလုပ်ကိုလုပ်တဲ့လူဟာယုံညံ့သူပဲဘလောက်အောက်တန်းကြတဲ့အမျိုးကပဲမွေးကောင်းမွန်တဲ့အလုပ်ကိုလုပ်လို့ရှိရင်ကောင်းတာထက်တန်းကြသူလို့ပဲသတ်မှတ်ရမယ်လို့ဒီလိုဟောကြားခဲ့တယ်ကမ္မုဏဝတ္တလောဟောတိကမ္မုဏဟောတိပြမနောဝတ္တလနဲ့ပြမနာဆိုတဲ့အစင်တန်းခွဲခြားသတ်မှတ်မှုဟာအမျိုးဆက်နဲ့မဆိုင်ဘူးတဲ့သူ့လောက်ရနဲ့ဆိုင်တယ်မြတ်စွာဘုရားရဲ့ဟောပြောချက်ဟာအမှန်တမ်းလက်တွေ့ကြလက်တွေ့ကြတော့လည်းပဲလူတွေကလိုက်နာကျင့်သုံးမှုမပြုနိုင်ကြဘူးကျင့်သုံးမှုမပြုနိုင်ကြဘူးအစွဲလန်းဆိုတာအစင်လာတို့အစွဲလန်းတို့ဆိုတာအတော်နဲ့မဖြောက်ပြက်နိုင်ကြဘူးဒါလူတွေရဲ့သဘာဝပဲအဲ့ဒါလို့မြတ်စွာဘုရားကဝတ္တလနဲ့ပြမနာကိုတိတိလင်းလင်းခွဲခြားသတ်မှတ်ခဲ့
ဝါတိထသုတ်တံမှာဆိုလို့ရှိရင်ဘယ်လောက်ထိအောင်လက်တွေ့အဖြစ်ပြောသလဲလို့ဆိုလို့ရှိရင်လူရဲ့အမည်နာမတွေကိုခေါ်ဆိုသတ်မှတ်တဲ့အခါမှာတဲ့လောက်ရနဲ့ပဲခေါ်ကြရမယ်ဒါဟုတ်တယ်လက်တွေ့အဖြစ်လည်းအဲ့တိုင်းဒီကနေ့ခေတ်မှာလည်းပဲဒီတိုင်းပဲလက်တွေ့ကြည့်မယ်ဆိုရင်တော့အယောင်းဝယ်လုပ်တဲ့လူကိုဂုံတယ်လို့ပဲခေါ်တာပဲတိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုရာဇာကိုရာဇာလို့ခေါ်တာပဲသူလှုပ်တဲ့လှုပ်ရက်ကိုကြည့်ပြီးတော့ဘာမျိုးကလာခဲ့သူများပစ္စည်းကိုမတရားခိုးစားလို့ရှိရင်တခိုးပဲသူများပစ္စည်းကိုအနိုင်ကျင့်ပြီးတော့ချိန်ချောက်ပြီးယူလို့ရှိရင်ဓမြလှုပ်ရက်နဲ့ပတ်သက်ပြီးတော့ဒီလိုခွဲတာတိတ်တဆိတ်သူများရဲ့ pocket money တို့လွယ်ထဲကတော့ပစ္စည်းကိုနှိုက်တတ်တဲ့လူဟာကပိုင်းနှိုက်ဘယ်လိုမျိုးရိုးကလာကပိုင်းနှိုက်ပြီးတော့စားတဲ့လူဟာကပိုင်းနှိုက်ပဲပေါ့စာရေးတဲ့လူကိုစာရေးဆရာသူ့လုံရက်ကိုကြည့်ပြီးတော့ပြောကြတာအဲ့ဒါလို့ပြောတာကတကယ်လက်တွေ့လေကြာမြတ်စွာဘုရားဝါတိတ္တသုတ်တံမှာဒီလိုဟောတာဒီပြမနာဆိုတဲ့အခေါ်အဝေါ်ဝဒလဆိုတဲ့အခေါ်အဝေါ်မြန်မာလိုမြင့်မြတ်သူအောက်တန်းကျသူယုံညံ့သူဆိုတဲ့အခေါ်အဝေါ်တွေဟာသူလှုပ်တဲ့လှုပ်ရနဲ့ပဲသက်ဆိုင်တယ်တဲ့အမျိုးအစားနဲ့မဆိုင်ဘူးအဲ့တော့လူတွေမှာဒါတကယ်မှန်ကန်တဲ့ရှုမြင်သုံးသပ်ချက်ပဲအကယ်၍အမျိုးအစားနဲ့သာဆိုင်တယ်လို့ဆိုလို့ရှိရင်လူတယောက်ဟာအောက်တန်းကြတဲ့ကအမျိုးကမွေးလာလို့ရှိရင်ဘဝတသက်တာလုံးသူဟာဘာတွေပဲလုပ်နေအောက်တန်းကြသူအဖြစ်ကနေရုံမထွက်နိုင်ဘူးပေါ့တက်လန်းဆိုတော့မရှိတော့သူ့ဖို့ထက်တန်းဆိုတာဘယ်လိုမှမရောက်နိုင်ထက်တန်းစားကမွေးခဲ့တဲ့လူတယောက်ဟာလည်းပဲဒီဘဝတာမှာသူကဘလောက်ဆိုးရတဲ့လူပဲဖြစ်ဖြစ်သူကအမြဲတမ်းအထက်တန်းကပဲနေရမယ်ဟောအဲ့တော့ဘဝကြီးတစ်ခုလုံးဟာလူတော်လူကောင်းဆိုတာမျိုးရိုးနဲ့ပဲသက်ဆိုင်ပြီးတော့သူ့ရဲ့လုပ်ရက်တွေနဲ့သက်ဆိုင်မှုမရှိဘူးဆိုတာတကယ်တော့လက်တွေ့လည်းမကြဘူးမှန်ကန်တဲ့ဆုံးဖြတ်ချက်လည်းမဟုတ်ဘူးလို့အဲ့တော့ကြောင့်မို့လို့လူမအမျိုးလို့ဆိုတာဟာထာဝရမှန်ကန်တဲ့စကားလို့ပြောလို့တော့မရဘူးအမျိုးနဲ့ပတ်သက်ပြီးတော့နှစ်မျိုးခွဲခြားပြီးတော့မှတ်ရအောင်ဇာတိကုလပုဒ္ဒနဲ့အာစာရကုလပုဒ္ဒဇာတိကုလပုဒ္ဒဆိုတာမျိုးကောင်းရိုးကောင်းမိဘမျိုးကောင်းရိုးကောင်းကနေပြီးတော့မွေးလာတဲ့ပုဂ္ဂိုလ်မျိုးကိုဇာတိကုလပုဒ္ဒလို့ခေါ်တယ်အဲ့ဒီဇာတိကုလပုဒ္ဒဟာအမြဲတမ်းကုလပုဒ္ဒဖြစ်ရမလားလို့ဆိုမျိုးရိုးကောင်းလို့ကုလပုဒ္ဒလို့ခေါ်ရပေမဲ့လို့မဟုတ်တာလို့ရင်တော့ခုနကသူ့ရဲ့လို့ရတိုင်းခေါ်ရမှာပဲခိုးစားရင်တခိုးဓမြတိုက်စားရင်ဓမြကပိုင်းနိုင်စားရင်ကပိုင်းနိုင်ဒီလိုပဲခေါ်သူလှုပ်စားတဲ့လုပ်ငန်းပေါ်မှာမူတည်ပြီးတော့ခေါ်ရမှာပဲစိုက်ပျိုးစားရင်တောင်သူလယ်သမားဒီလိုပဲခေါ်အာစာရကုလပုဒ္ဒဆိုတဲ့ဒုတိယအမျိုးအစားကြတော့မျိုးရိုးနဲ့မဆိုင်ဘူးသူ့ရဲ့အမူအကျင့်စာရိတ္တနဲ့ဆိုင်တယ်အမူအကျင့်ကောင်းလို့ရှိရင်သူဟာအာစာရကုလပုဒ္ဒပဲအဲ့တော့ဘုရားလက်ထက်မှာအာစာရကုလပုဒ္ဒကိုပို့ပြီးတော့တန်ဖိုးထားတယ်မြတ်စွာဘုရားကိုယ်တိုင်ကိုကဇာတိကုလပုဒ္ဒဖြစ်ပေမဲ့လို့အာစာရကုလပုဒ္ဒကိုတန်ဖိုးထားတာဒါကြောင့်မို့သာသနာတော်တွင်မှာဇမ်းမြင့်တဲ့ပုဂ္ဂိုလ်တွေကိုသာဝင်ခွင့်ပြုတာမဟုတ်ဘူးဇမ်းနှိမ့်တဲ့ပုဂ္ဂိုလ်တွေကိုလည်းဝင်ခွင့်ပြုတယ်
နောက်ဆုံးမှာဘုရားမြတ်စွာရဲ့သာသနာတော်မှာအကျင့်သီလဟာအဓိကဆိုတာထားတယ်အကျင့်သီလအဓိကထားလို့ဘယ်မျိုးရိုးကလာခဲ့အကျင့်သီလကောင်းလို့ရှိရင်သူကလူတော်လူကောင်းဖြစ်ခွင့်ရှိတကယ့်ကိုအောက်တန်းကျလာတဲ့အမျိုးကတရောင်းစားဘွားကလာတဲ့လူတောင်မှပဲရဟန္တာဖြစ်လို့ရှိရင်တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်ဖြစ်တာပဲကောင်းတဲ့အကျင့်ကိုကျင့်လို့ရှိရင်တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်ဖြစ်တာဘယ်လိုမျိုးရိုးကလာမြတ်စွာဘုရားကအကျင့်စာရိတ္တကိုအဓိကထားတယ်ဘုရားလက်ထက်မှာသောပကသာမဏေတို့လိုနိတယဟန်တို့လိုတကယ့်ကိုအောက်တန်းကျပြီးတော့လူရဲ့အလွှာထဲမှာအမိုက်ပုံတို့ရေမြောင်းတဲ့တို့ကတက်လာတဲ့လူအလွှာထဲကလူမျိုးတောင်နတ်တွေပြမာတွေကလဲဥချီမိုးပြီးတော့ရှ िख ိုးရတဲ့အဆင့်ရောက်ရဟနာဖြစ်သွားပြီဆိုရင်အကျင့်စာလအကျင့်သီလအသိဉာဏ်ကိုတန်ဖိုးထားတာအဲ့တော့လူရဲ့ quality ကိုတန်ဖိုးထားတယ်ဆိုတဲ့အဓိပ္ပာယ်အမျိုးဆက်ဆိုတာအပေါ်ယံလေးပဲအဲ့ဒီအပေါ်ယံကိုတန်ဖိုးမထားဘူးဒါကြောင့်မို့လို့မြတ်စွာဘုရားကဒီသုတ်တံမှာဝတ္တလသုတ်တံမှာသူယုံမာတို့ဤအမှုအကျင့်များလို့ဒါကိုအဓိကထားပြီးတော့ဟောထားဒီပုဂ္ဂိုလ်ဟာဗြဟ္မဏလို့ဆိုတဲ့မြင့်မြတ်သူလားဒီပုဂ္ဂိုလ်ဟာသူယုံမာလားလို့ဆိုတာအမျိုးသားနဲ့မဆိုင်ဘူးတဲ့သူ့ရဲ့လောက်ရနဲ့ပဲပြောရမယ်တဲ့အဲ့တော့ဒီသုတ္တမှာဂါထာပေါင်း10ကျော်နဲ့မြတ်စွာဘုရားရှင်းလင်းဟောကြားထားတာဒါကြောင့်မို့ဘုန်းကြီးတို့တွေဒီဝတ္တလသုတ်တံဆိုတာကိုလေ့လာမှတ်သားပြီးတော့တကယ်စစ်မှန်တဲ့လူတော်လူကောင်းတွေရဲ့အမှတ်သင်္ကေတသူယုံမာတို့ရဲ့ယုံညံ့သူတို့ရဲ့အမှတ်သင်္ကေတတွေကိုခွဲခြားသိမြင်ပြီးတော့ဒီလူအဖြစ်မြင့်မြတ်သူဒီလူအဖြစ်အောက်တန်းကျသူအဆင့်မရှိသူလို့ဒီလိုသိနိုင်တယ်လို့မြတ်စွာဘုရားမှာလည်းဒီသုတ်တံကိုဟောတာအကြောင်းရှိတယ်ဘုရားကိုယ်တိုင်ခံရတာရှိတယ်ဘာရဒွါစဆိုတဲ့ပုံနာကြီးတယောက်ကမိပူဇော်သူတို့ဒါဗြဟ္မဏ်တွေလုံနေကြမိပူဇော်တယ်ဆိုတာသူတို့ရစ်ပူဇော်ဖို့ထားတဲ့မိမှာထောပတ်တို့ဘာတို့လောင်းထည့်ပြီးတော့ရစ်ပူဇော်တာမန္တန်တွေဘာတွေရွတ်တယ်သူတို့ယုံကြည်ချက်ကထောပတ်ကိုအဲ့ဒီမီးတဲ့ထက်လို့မီးကထောပတ်ကိုလောင်ပြီးတော့တောက်တဲ့အခါမှာသူတို့လုပ်တဲ့ကုသိုလ်ကောင်းမှုအားသူတို့ကိုးကွယ်တဲ့ဗြဟ္မာကြီးစီရောက်တယ်လို့ဒီလိုယူဆတာသူလည်းကောင်းကင်ဘုံလက်ညှိုးထိုးတာပဲเนาะအဲ့ဒီမှာဗြဟ္မာကြီးနဲ့ပေါင်းစုံပြီးတယ်ဒီလိုလှုပ်ခြင်းအဖြစ်ဗြဟ္မာပြည်ရောက်ကြောင်းအကျင့်တရားကိုသူကျင့်ရရောက်တယ်လို့ဗြဟ္မာကိုပူဇော်တဲ့အနေနဲ့မိနတ်ကိုပူဇော်တာပေါ့လေအဲ့ဒီမှာမိနတ်ဆိုတာလဲနတ်တစ်မျိုးပဲလို့ဒီလိုပြောအဲ့တော့အိန္ဒိယမှာရှိတဲ့ကျမ်းတွေကိုကြည့်လိုက်လို့ရှင်မိပူဇော်တဲ့လူတွေကမိပေါ်မှာဘယ်လိုရှုမြင်သုံးသပ်ကြလဲလို့ဆိုရင်မိဟာမကောင်းတာတွေအားလုံးကိုလောင်ပြီးတော့ပြစ်တယ်ဒါကြောင့်မို့လို့မိဟာတကိုးကြီးတယ်လို့ဒီလိုယူဆလဲရှိတယ်မိဟာတကိုးကြီးတယ်ဆိုတော့ကောင်းတာတွေလောင်တဲ့အခါကျတော့ဒီမိဟာတော်တော်တန်ဖိုးမရှိတဲ့မိပေါ့မင်္ဂလာဈေးတို့လိုဖိုးတန်တာကြီးတွေမိလောင်သွားလို့ရှိရင်ဒါမိဟာဘယ်သူတော်ကောင်းဖြစ်တော့နော်အမိုက်ကိုမိရှို့ပြစ်လို့အမိုက်တွေရှင်းသွားရင်တော့ဒါကောင်းတယ်လို့ပြောရမှာပေါ့
လူအသုံးဆောင်တန်ဖိုးရှိတဲ့တွေလောင်သွားလို့ရှိရင်ဒီမီးဟာအဆိုးပဲပေါ့သို့တော့သူတို့ကတော့အဲ့လိုမဟုတ်ဘူးမီးကိုနတ်အဖြစ်ကိုးကွယ်ပြီးတော့ပူဇော်တယ်အဲ့ဒီမီးနတ်ပူဇော်ခြင်းအဖြစ်ဗမာကြီးကိုလည်းပူဇော်ရရောက်တယ်လို့ဆိုပြီးတော့ဘုရားလက်ထက်ကမီးပူဇော်အဲ့ဒီမီးပူဇော်တဲ့ဗြဟ္မဏ်တွေကိုအဂိကလို့ခေါ်တယ်မီးပူဇော်မီးပူဇော်တဲ့နတ်ကွန်းတွေကိုအခိတာလာလို့ဒီလိုခေါ်တာအဲ့တော့အဲ့ဒီပုံနာကြီးတယောက်ကဗာရဒွါစဆိုတဲ့ပုံနာကသူကမီးပူဇော်အဲ့နေကဘာတွေနဲ့ထောပတ်တို့စီဥတို့ဒီဒါတွေနဲ့ရေးပူဇော်ပြီးတော့ပိုတဲ့ဟာကိုသူကဒါနပြုမယ်ပေါ့ဒါနပြုမယ်လို့အလူကံပုဂ္ဂိုလ်ကိုစောင့်တဲ့အချိန်အဲ့ဒီအချိန်မှာသူမီးပူဇော်တဲ့မိနတ်ကွန်းရဲ့ဘေးနားမှာရစ်ပူဇော်ပြီးပြန်ထွက်လာတဲ့အချိန်လေးမှာတကားဝမှာရောက်ရှိနေသူကဘယ်သူလဲလို့ဆိုရင်ဂေါရမဗုဒ္ဓဂေါရမဗုဒ္ဓဆွမ်းလာရတ်တာပေါ့အကြောင်းရှိလို့ကြွလာတာပဲအဲ့တော့သူကရစ်နဲ့ပူဇော်လို့ပူတဲ့ပစ္စည်းတွေကိုလှူမယ်လို့ထွက်လာပြီမဲ့လို့ဖះကိုမြင်လိုက်တဲ့အခါကျတော့သူစိတ်ထဲမှာမနှစ်ချိုက်ဘူးသူလှူချင်တာကသူတို့ဗြဟ္မဏ်တွေကမြင့်မြတ်သူကိုလှူချင်တယ်မြတ်စွာဘုရားကိုကြည့်လိုက်တော့ခေါင်းကပြောင်းအောင်ရိတ်ထားတာခေါင်းပြောင်းအောင်ရိတ်တယ်ဆိုပေမဲ့လို့မြတ်စွာဘုရားရဲ့သဘင်ဟာလက်နှစ်သက်ရှိတယ်ပေါ့ဟောတောထွက်တုံးကလေးကသံကေတာပယ်လိုက်တာအခုခေတ်ယောက်ျားတွေထားတဲ့ဘူကေနီးတော့ရှိမှာပေါ့နော်လက်နှစ်သက်လောက်ရှိတယ်ပေါ့မြတ်စွာဘုရားဆိုရင်သူတို့ရဲ့ထုံတန်းစင်လာရသဘင်ကိုအဲ့တလောက်ထိအောင်အကုန်မဖြတ်ရအောင်အကုန်ဖြတ်လိုက်လို့ရှင်အဲ့ဒါကိုကြည့်ပြီးတော့လူယုံဝါလို့သတ်မှတ်တယ်အဲ့ဒါလို့ခေါင်းမှာရောင်မရှိအောင်ဖြတ်လဲထားတာဆိုလို့ရှင်သူတို့အောက်တန်းစားလို့ဒီလိုသတ်မှတ်တယ်အဲ့ဒီအဲ့ဒီယူဆလူလောကမှာဒီကနေ့မှလည်းဒီယူဆမျိုးတွေရှိတယ်ဘုန်းကြီးတို့အမေရိကသွားတော့ကတခါကြားခဲ့ရအမေရိကန်မှာ Red Indian ဆိုတဲ့ Aborigine ဆိုတဲ့မူလလူမျိုးတွေရှိတယ်အမေရိကတိုက်ကြီးမှာဟိုးစောကြီးကရောက်နေကြတယ် Red Indian နောက်မှဥရောပကနေလာပြီးတော့မျက်နှာဖြူတွေရောက်လာတာအဲ့ဒီ Red Indian ဆိုတဲ့လူတွေကအရက်ခပ်ပူပြက်ဒီကနေ့လည်းရှိတာပဲ Red Indian ဆိုတဲ့လူတွေအမေရိကတိုက်ရဲ့ Aborigine မူလလူမျိုးတွေပေါ့အဲ့ဒီမူလလူမျိုးတွေကိုအမေရိကန်ဆိုရကနေပြီးတော့အထောက်ပံ့ပေးပြီးတော့နေသက်မှတ်ထားတယ်သူတို့ကိုအများကြီးအခွင့်ပေးထားတယ်မူလကျွန်းသူကျွန်းသားတွေဆိုပြီးတော့အခွင့်အရေးပေးထားလာကပေးထားတယ်ကျွေးထားတယ်ပေါ့အဲ့ဒီလူတွေကတော်တော်များများဘာလုပ်မှမလုပ်အရက်ထိုင်တော့အဲ့လူမျိုးတွေကအဲ့လိုပဲနေတယ်ငယ်နဲ့တေချကြားဘူးတာပြောတာငယ်နဲ့တေချဘာလို့လို့ဆိုရက်တော့တယ်ပျော်ပျော်ပဲနေကြတယ်ဘာလို့မှမလုပ်ဘူးအစိုးရကြွေးတာထိုင်စားအဲ့ဒါလို့နေတဲ့လူတွေအဲ့ဒီဒေသကိုတခါတရံကျမ်းမာရေးအတွက်ဆရာဝန်တွေသွားကြအဲ့ဒီမှာအမေရိကရောက်နေတဲ့မြန်မာဆရာဝန်တယောက်ကအဲ့ဒီကိုသွားဖို့ရှိတာဝန်ရအဲ့ဒီကိုသွားအဲ့ဒီမသွားခင်သူကဘုန်းကြီးဝတ်ဖို့အစီအစဉ်ရှိတာငါကဘုန်းကြီးဝတ်ဖို့အစီအစဉ်ရှိတဲ့အခါမှာအဲ့ဒီ Red Indian နယ်ကိုသွားရမယ်ဆိုတဲ့အခါမှာဘုန်းကြီးဝတ်တယ်ဆိုဂရုံးတုံးရတာနော်ဂရုံးတုံးပြီးတော့အဲ့ဒီ Red Indian ကိုနယ်ကိုသွားလို့ရှင်အဲ့ဒီလူတွေကဂရုံးတုံးထားတဲ့လူကိုမြင်လို့ရှင်လူဆိုးလို့ထင်တာလေလူဆိုးလို့သတ်မှတ်တယ်
ခေါင်းပြောင်ပြောင်နဲ့လာရင်လူဆိုးလို့သတ်မှတ်တယ်အဲ့ဒါကြောင့်မလို့သူရက်အိန္ဒိယကပြန်လာမှာပဲဒုံလဘရဟန်းခံတော့မယ်အဲ့ဒီကိုဂရုံးတုံးပြီးတော့သွားလို့မဖြစ်ဘူးဂရုံးပြောင်နေတော့အဲ့ဒီသွားလို့မဖြစ်ဘူးတာဝန်ကအဲ့ဒီသွားเสียရှိတယ်အဲ့တော့သူလျှောက်လို့ဒီအကြောင်းကိုသိခဲ့ရတာပေါ့အဲ့တော့ဒေတာအလိုက်လူတွေမှာအတွေးခေါ်တွေအမျိုးမျိုးရှိတယ်ပေါ့ကောင်းပြောင်ရိတ်ထားရင်လူဆိုးလို့သတ်မှတ်တာရှိတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီတုန်းကအဲ့လိုသတ်မှတ်ခဲ့တယ်လို့ပဲအိန္ဒိယနိုင်ငံမှာလည်းပဲမြတ်စွာဘုရားကိုစတုံးမပါဘဲနဲ့ခေါင်းကိုရိတ်ထားတယ်ဆံပင်ကိုအတူဖြတ်ထားတာကိုတွေ့တဲ့အခါကျတော့သူ့အသုံးနဲ့ဆိုရင်ဘာလို့ဆိုဝတ္တလအောက်တန်းစားလို့ပြောအောက်တန်းစားကတုံးအပြင်မှာပဲရက်အထဲမလာခဲ့နဲ့လို့ပြောခံမြတ်စွာဘုရားအဲ့လိုပြောတာနော်အပြင်မှာပဲနေအထဲကိုမလာခဲ့နဲ့လို့အဝင်မခံဘူးအဲ့ဒါလို့ပြောတော့မြတ်စွာဘုရားဆိုတာဟာဘယ်သူကပဲဘာပြောစိတ်ဓာတ်အနေနဲ့တုံ့လို့ချင်းရှိတာမှမဟုတ်တာချီးမွမ်းတဲ့လူနဲ့တွေ့လေမျက်နှာမပြောင်းဘူးကဲတဲ့လူနဲ့တွေ့လေမျက်နှာမပြောင်းဘူးဆဲတဲ့လူနဲ့တွေ့လေမျက်နှာမပြောင်းဘူးတီကြည်တဲ့အပြုံးမပြတ်တဲ့မျက်နှာမြတ်စွာဘုရားကိုမဲ့အောင်ဘယ်သူမှမလုံးနိုင်ဘုရားကိုယ်တိုင်လည်းပဲပိဋကတ်ထဲမှာမှတ်တမ်းတင်ထားတာတွေရှိတယ်ဘုရားကိုယ်တိုင်အဆဲခံခဲ့ရတဲ့အနေအထားတွေကြုံခဲ့ဘူးတယ်ကြုံတဲ့အခါမှာဘုရားကိုဆဲအားရအောင်ဆဲပြီးတဲ့အခါဘုရားတီတီကြည်ကြည်ပဲသူ့ကိုပြန်ပြောတယ်ကဲမင်းဆဲလို့ပြီးပြီလားပြီးပြီငါဥပမာတစ်ခုပြောပြမယ်တဲ့မင်းအိမ်ကိုဧည့်သည်တွေဘာတွေလာတဲ့အခါမင်းဟာမုံပဲသေးစားနဲ့အခါတဲ့အခါမှာဧည့်သည်ကအဲ့ဒါတွေစားမသွားဘူးဆိုလို့ရှိရင်ဘယ်သူပိုင်တာလဲလို့ဘုရားမေးတယ်ကျွန်ုပ်အိမ်ကအခါတာ तू မစားဘူးဆိုကျွန်ုပ်ပဲပိုင်တာပေါ့တဲ့ဆိုတော့ဘုရားကပြောမိတ်ရှိတယ်အေးအဲ့ဒီတိုင်းပဲတဲ့မင်းကငါ့ကိုအဆဲနဲ့အခါတယ်မင်းဆဲတာတွေကိုငါလက်မခံဘူးလက်မခံသည့်အတွက်ကြောင့်ဆဲတာတွေကမင်းဟာတွေပဲငါမဟာမဟုတ်ဘူးမင်းဟာလက်မခံနဲ့လက်ဆောင်နေလို့မြတ်စွာဘုရားကသူ့အဆဲတွေကိုသူ့ပေါ်မှာပဲပြန်ပုံလိုက်တဲ့အခါသဘောကျသွားတော့အဲ့ဒီလူကဘုရားဘာသာပဲကူးပြောင်းပြီးတော့ရဟန်းတောင်ဝတ်သွားတယ်နောက်ကျလက်မခံနဲ့လက်ဆောင်မြတ်စွာဘုရားအဲ့ဒီဥပမာနဲ့ရှင်းပြအဲ့ဒါလိုပဲအခုလဲမြတ်စွာဘုရားကိုမြင်တော့မုံတကဝတ္တလအောက်တန်းစားကတုံးအယုတ်ပြင်ဘက်မှာပဲနေမဝင်ခဲ့နဲ့ဒီလိုရိုင်းပြတဲ့စကားနဲ့ပြောတဲ့အခါကျတော့မြတ်စွာဘုရားမေးတယ်မင်းဝတ္တလလို့သူယုံမာလို့အောက်တန်းစားလို့ဒီလိုခေါ်ရလောက်အောင်အောက်တန်းစားအဖြစ်ကိုရောက်အောင်လုပ်တဲ့အမှုအကျင့်တွေမင်းသိလားတဲ့အောက်တန်းစားဆိုတာတတ်မှတ်ဖို့တဲ့အောက်တန်းစားတွေရဲ့အမှုအကျင့်တွေမင်းသိလားဆိုတော့မသိပါဘူးဒီမသိရင်ငါရှင်းပြမယ်လို့ဆိုပြီးတော့ဒီတုတ်တံကိုဟောတာနော်အဲ့တော့လောကမှာလူတွေတတ်မှတ်တဲ့ပုံစံနဲ့မဟုတ်ဘူးအောက်တန်းစားလို့တတ်မှတ်ရတယ်ဆိုတာဟာသူယုံမာလို့တတ်မှတ်ရတာသူ့မှာအမှုအကျင့်တွေရှိတယ်သူတော်သူမြတ်လို့မြင့်မြတ်သူလို့တတ်မှတ်တာလည်းပဲသူ့မှာအမှုအကျင့်တွေရှိတယ်အဲ့ဒီအမှုအကျင့်တွေကိုကျင့်ပြီးတော့မှဒီလိုတတ်မှတ်ချက်ဆိုတာရှိတယ်အဲ့ဒီပဲမြတ်စွာဘုရားကအဲ့ဒီပုံနာရဲ့အခိကဘာရဒွါစပုံနာလို့ခေါ်တယ်ဘာရဒွါစပုံနာတွေမဲ့လေးရှိတဲ့နာမည်တစ်ခုပေါ့
သူကိုသူကလည်းသူ့ဆရာကဘာလဲလို့ဆိုရှုရှုထိုင်ထိုင်လှုပ်တတ်တယ်ဖះမြင်တာနဲ့စိတ်တူတယ်မဝင်ငဲနဲ့ပြန်ထွက်သွားအဲ့ဒီမှာပဲနေဆိုပြီးတော့အဲ့ဒီလိုမောက်မောက်မာမာဆက်ဆံအဲ့ဒီမှာမြတ်စွာဘုရားကဒီတုတ်တန်ကိုဟောတာငါကဝတ္တလလားမင်းကဝတ္တလလားအမှုအကျင့်ချင်းမှာမြတ်စွာဘုရားကအမတန်မှရင်ကျေးတယ်ပိုလိုက်ဖြစ်တယ်သူကရိုင်းဆိုင်တယ်သူကသူဇမ်းမြင့်ဆိုပြီးတော့ရိုင်းဆိုင်တဲ့စကားလုံးတွေကိုသုံးတယ်လေဝတ္တလအောက်တန်းစားဒီဥမှာမုံနကကတုံးအယုတ်နဲ့အဲ့တော့သူကမောက်မောက်မာမာနဲ့ပြောတာမြတ်စွာဘုရားကသူမောက်မောက်မာမာပြောပြီမဲ့လို့မျက်နှာအမူအရာဘာမှမပြောင်းလဲပဲနဲ့မြေကြီးနဲ့အလားတရံတူတဲ့စိတ်ဓာတ်မြေကြီးနဲ့အလားတရံတူတဲ့စိတ်ဓာတ်ဆိုတာမြေကြီးဟာမြေကြီးပေါ်မှာကောင်းတာတွေချလို့လဲအပြုံးမှုမစင်မြေကြီးတွေချလို့လဲမြေကြီးကမမဲ့ဘူးနှာခေါင်းမရှုံဘူးပေါ့ဆိုလိုတာကမြေကြီးဟာပထဝီသမစိတ်ဆိုလူရဲ့စိတ်ဟာအဲ့ဒါလို့အဆိုးနဲ့အကောင်ကြုံတွေ့တဲ့အခါမှာဘယ်လိုမှပြောင်းလဲချက်မရှိတာမြေကြီးနဲ့အလားတရံတူတယ်လို့ဒီလိုပြောမြေအထုနဲ့တူသောသီးခံစိတ်တို့ဘာလို့သုံးတာအဲ့ဒီအတိတ်ပဲကိုသုံးအဲ့ဒီမှာမြတ်စွာဘုရားကမင်းဝတ္တလအောက်တန်းစားသိအောင်ပါဆိုတာဘာနဲ့တတ်မှတ်တယ်ဆိုတာသိသလားမသိပါဒီမသိရင်ငါပြောပြမယ်ဆိုပြီးတော့မြတ်စွာဘုရားဒီသုတ်တံကိုဟောတာအဲ့တော့နမတိခါထာမှာမြတ်စွာဘုရားဘာဟောတော့ဆိုကောဒနောဥပနာဟိစပါပမက္ခိစယောနရောဝိပ္ပန္နဒိဋ္ဌိမာယာဝီတန်စင်ညာဝတ္တလောဣတိတဲ့မြတ်စွာဘုရားရဲ့စကားတော်နဲ့ပြောမယ်ဆိုရင်အချင်းချင်းပြောရမယ်ဆိုလို့ရှိရင်ဘာလဲကောဒနဆိုဒေါသကြီးတဲ့လူစိတ်ဆိုးတတ်တဲ့လူကောဒနရာရာကိုသိခံမှုမရှိဘူးစိတ်ဆိုးတတ်တယ်ဒေါသကြီးတယ်ရှုရှုထိုင်ထိုင်လှုပ်တတ်တယ်ဥပနာဟိစိတ်ထဲမှာတေးမှတ်ထားတတ်တယ်ရံညိုးဖွဲ့တတ်တယ်ပါပစိတ်ဓာတ်ကယုံပါတယ်မက္ခီကျေစုကန်းတယ်ဘလို့မှသူ့ပေါ်ကျေစုပြုတော်လဲအတိမပြုတဲ့လူမဟုတ်ဘူးအကူညီလဲကျေစုမတင်တတ်တဲ့လူပေါ့ကျေစုမတင်တတ်တဲ့လူဆိုတာအမျိုးမျိုးရှိတယ်နော်ပတ်စံအိတ်ကလေးကြာနေလို့တယောက်ကနေပြီးတော့ဒီမှာပတ်စံအိတ်လေးကြာနေကောက်ပေးလေကျေစုမတင်ဆောင်းဆွဲယူတော့အဲ့ဒါလို့ကျေစုမတင်တတ်တာမက္ခီလို့ခေါ်ကျေစုကိုခြေဖြတ်တဲ့ပုဂ္ဂိုလ်နောက်တစ်ခုကဝိပ္ပန္နဒိဋ္ဌိတဲ့ကံရဲ့အကျိုးတရားတွေကိုလက်ခံခြင်းမရှိဘူးဒါနလုပ်တာအလကားပဲဘာမှအကျိုးမရှိဘူးကုသိုလ်ကံအကုသိုလ်ကံရဲ့ကောင်းကျိုးဆိုးကျိုးဆိုတာမရှိဘူးအမေဖေဆိုတာကိုအတိမမပြုဘူးအမေဆိုတာမရှိဘူးဖေဆိုတာမရှိဘူးအမေဖေကိုအတိမမပြုလို့အမေပေါ်မှာအဖေပေါ်မှာပြုစုလို့ကြွေးလိုက်ကုသိုလ်မရဘူးစော်ကားလည်းအပြစ်မဖြစ်ဘူးဒီလောကသားတွေအတွက်တမလွန်လောကဆိုတာမရှိဘူးသိပြီးပြီးတာပဲပေါ့တမလွန်သားတွေအတွက်လည်းဒီဘဝဆိုတာသူတို့မှမရှိဘူးသိပြီးပြန်ဖြစ်တဲ့တ attva ဆိုတာမရှိဘူးအမှန်တရားကိုထုတ်ဖို့ဟောကြားနိုင်တဲ့ဖရာဆိုတာလောကမှာမရှိဘူးလို့အဲ့ဒါလို့မှားရင်းတဲ့အယူဆ10မျိုးကိုအခြေခံထားတဲ့ပုဂ္ဂိုလ်တွေကိုဝိပ္ပန္နဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒါလို့မှားရင်းတဲ့အမြင်တွေကိုအခြေခံထားရုံမကဘူးသူကမာယာဝီမာယာများတယ်တဲ့မာယာများတယ်ဆိုတာဘယ်လိုဟာတော့ဆိုလူတွေကမာယာနဲ့ပတ်သက်ပြီးသုံးတာအမျိုးသမီးတွေကိုသာမာယာများတယ်ပြော
နော်တချင်းတောင်ရှိသေးတယ်နော်မိမမာယာတဲကိုပြပြောကြတယ်မာယာဆိုတာဘာကိုဆိုလိုတာတော့ဆိုကိုလှုပ်ထားတဲ့အပြစ်တစ်ခုလူသိမှဆိုလို့အပြစ်ကိုဖုံးကွယ်တာမာယာပဲယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ကိုလှုပ်ထားတဲ့အပြစ်ကိုဖုံးကွယ်တယ်သူတော်ဘာတွေမသိပါစေနဲ့ကိုလှုပ်ထားတဲ့မကောင်းမှုသူများကိုမသိအောင်ဖုံးကွယ်တာအဲ့ဒါကိုမာယာလို့ပြောတာအဲ့ဒီလိုအမှုအကျင့်စိတ်နေစိတ်ထားရှိပြီဆိုရင်တန်စင်ညာဝတ္တလောဣတိအဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုဝတ္တလအောက်တန်းစားရုပ်မာသူရုပ်လို့ဒီလိုသိပါလို့မြတ်စွာဘုရားဒီလိုအဲ့တော့တဲ့ကြီးလို့ကိုသွားကြအဲ့ပုံနာကြီးကရှူးတိုင်းလှုပ်တဲ့ပုံနာကြီးကိုမြတ်စွာဘုရားကဒီစကလုံးနဲ့တဲ့ကြီးပဲငါကဝတ္တလမဟုတ်ဘူးဝတ္တလဖြစ်နေတာကမင်းပဲဘာဖြစ်လို့လဲဒီအမှုအကျင့်တွေရှိတာမင်းငါမှမရှိဟောဒီအိဗယ်မျိုးတိုက်ရိုက်ဖော်မပြောပေမဲ့လို့မြတ်စွာဘုရားကလိမ္မာပဏ္ဏဆိုတာသုံးလိုက်တဲ့စကားလုံးကအဲ့ဒီအဓိပ္ပာယ်သွားရောက်တယ်ပေါ့အဲ့တော့ဝတ္တလနဲ့ပြမနာကောင်းပြီကောဒနဆိုတာစိတ်တိုးတယ်ခဏခဏစိတ်ဆိုးတယ်ဒေါသကြီးတယ်ဥပနာဟိတိမှတ်ထားတယ်အခဲမကြေဘူးပါပမက္ခိစိတ်ယုံမှရှိပြီးတော့ခြေစုကန့်တတ်တယ်ဝိပ္ပန္နဒိဋ္ဌိမှန်ကန်တဲ့အမြင်တစ်ခုမရှိဘူးမာယာဝီလှည့်စားတတ်တယ်ကိုမဟုတ်တာလှုပ်ထားပြီးတော့လူမသိအောင်ဖုံးကွယ်တတ်တယ်အဲ့ဒီအမှုအကျင့်တွေရှိတဲ့ပုဂ္ဂိုလ်ဟာဝတ္တလအောက်တန်းစားပဲတဲ့အဲ့ဒီအမှုအကျင့်ကိုကြည့်ပြီးတော့ဒီလူဟာအောက်တန်းစားလို့သတ်မှတ်ရမယ်လို့မြတ်စွာဘုရားဒီလိုဟောဒါကနောက်တစ်ခုမြတ်စွာဘုရားဆက်ပြီးတော့ဟောတယ်အောက်တန်းစားရဲ့အမှုအကျင့်တွေဟာဒါလောက်နဲ့မပြီးသေးဘူးဧကဇံဝါထွိဇံဝါပိယောဓပါဏံဝိဟိတတိယတပါဏိထယာနတ္ထိတံစညာဝတ္တလောဣတိတဲ့ဆိုလိုတာကဘာတော့ဆိုလို့ရှိရင်သက်ရှိတတ္တဝါတွေညှင်းဆဲတတ်တယ်တပ်ဖြတ်တတ်တယ်တတ္တဝါတွေကိုညှင်းဆဲတယ်တပ်ဖြတ်တယ်တတ္တဝါတွေပေါ်မှာအကျဉ်းနာတရားကင်းမဲ့တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဝတ္တတပဲအောက်တန်းစားပဲယုံညံ့သူယုံမာသူပဲအကျဉ်းနာကင်းမဲ့သူတယောက်ကိုဘယ်လို့မှမြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့ပြောလို့မရဘူးအဲ့တော့ဝတ္တလတို့ရဲ့အမှုအကျင့်တတ္တဝါတွေကိုညှင်းဆဲတတ်တယ်နော်တတ္တဝါတွေပေါ်မှာတနာခြင်းဆိုတဲ့အကျဉ်းနာတရားလုံးဝမရှိဘူးလို့ဒီလိုပြောတာအဲ့ဒီအကျဉ်းနာတရားမရှိတဲ့ပုဂ္ဂိုလ်တွေဒီကနေ့ခေတ်မှာလည်းပဲမြောင်များစွာတွေ့ရတာတတ္တဝါတွေကိုညှင်းဆဲတပ်ဖြတ်တဲ့ပုဂ္ဂိုလ်တွေလည်းမြောင်များစွာရှိတာဒီကနေ့ခေတ်မှာဒီတော်တော်ရဲရဲဆက်ဆက်တတ္တဝါတွေတပ်ဖြတ်ညှင်းဆဲမှုတွေရှိတယ်ဥပမာပဲကြက်တွေဆိုရင်ဇောက်ထိုးဆွဲပြီးတော့ကျိုးနဲ့အောက်ကမီးဖိုထားတဲ့ပုံမှာအရှင်လက်လက်မီးပုံမှာဖြတ်သွားတာတို့ကျွဲတွေနွားတွေကိုအရှင်လက်လက်စက်ထဲမှာထည့်ပြီးတော့ကြိတ်လိုက်တာတို့ဒီကနေ့ခေတ်မှာတပ်ပုံတန်လေးတွေအမျိုးမျိုးနဲ့တူတွေကရက်ဆက်ကြတယ်ပေါ့အဲ့ဒါလို့ရက်ဆက်ထားတယ်မကဘူးเนาะဒီကနေ့ခေတ်မှာလက်ညှိုးထိုးတတ္တဝါတွေလည်းပါနေလူတွေကအစာစားတဲ့အခါမှာဟိုတယ်တို့ဘာလို့သွားလာလို့ရှင်ဟင်းမာလို့ရှင်အကောင်အရှင်ကိုလက်ညှိုးထိုးတယ်ဒီအကောင်စားခြင်းနဲ့ဆိုအကောင်အရှင်တွေကိုလက်ညှိုးထိုးပြီးတော့ပေးအဲ့ဒါကိုချက်ပြုတ်ပေးတယ်
လက်လက်ဆက်ဆက်စားကြဒီလိုတွေဖြစ်ကုန်အဲ့တော့လူတွေဟာတော်မှရက်စက်တဲ့အကျဉ်းတရားလုံးဝမရှိတော့တဲ့အနေအထားတစ်ခုရောက်လာတယ်ပေါ့ဒါကြောင့်မို့လို့တတ္တဝါတွေပေါ်မှာကျင်နာသနာခြင်းဆိုတဲ့ကရုဏာတရားကင်းမဲ့လာတဲ့ကဘာကြီးမှာအဲ့ဒီလိုကရုဏာတရားကင်းမဲ့တဲ့လူတွေမှာလည်းပဲတဘာဝဘေးရန်အန္တရာယ်တွေဂျုံပြီးတော့ဒုက္ခရောက်ကြတာတွေအများကြီးပဲလေတဘာဝတရားကြီးရဲ့ဓာန်ခတ်မှုဆိုတာဖြစ်လာတာပဲအကျဉ်းတရားကင်းမဲ့တဲ့လူသားတွေကိုတဘာဝတရားကလည်းအကျဉ်းနာကင်းမဲ့စွာဓာန်ခတ်ကြဒါကြောင့်မို့လို့ဒီကနေ့ခေတ်မှာအဖြစ်ဆိုးတွေကြုံကြတတ်ရတယ်ပေါ့အဲ့ဒါလို့တတ္တဝါတွေပေါ်မှာအကျဉ်းနာတနာကင်းမဲ့တဲ့ပုဂ္ဂိုလ်ဟာဝတ္တလတဲ့အောက်တန်းစားလို့ဒီလိုသတ်မှတ်တယ်ဒါနံပါတ်1မြတ်စွာဘုရားမိန့်ကြားတဲ့စကားတစ်ခုနောက်တစ်ခုကယောဟန္တိပရိရုံဒတိခာမာနိနိဂမနိသနေခာကောသမင်ညာတော်တန်စင်ညာဝတ္တလောဣတိမြို့တွေရွာတွေကိုပိတ်ဆို့ပြီးတော့စစ်ပွဲတွေဘာတွေမှာဂျုံနေရှိတာပေါ့မြို့တွေရွာတွေကိုအကုန်ပိတ်ဆို့ပြီးတော့မီးလောင်တိုင်းသွင်းတပ်ဖြတ်ပိတ်ဆို့ပြီးတော့အဲ့ဒါလို့မြို့တွေရွာတွေဒီလိုဟာတွေပေါ်မှာလူတွေကိုတပ်ဖြတ်ညှင်းဆဲတယ်ဆိုတဲ့အမှုအကျင့်ရှိတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲတကယ်ဝတ္တလပဲအောက်ထမ်းစားတွေပဲလို့မြတ်စွာဘုရားဟောတယ်ဟောနောက်တစ်ခုကဘာတော့ဆိုရင်ဂာမေဝါယတိဝါရင်းကြီးယံပရိတံမမယတိယံပရိတံမမယိတံထေယအဋိဏမာဒေတိတံစင်ညာဝတ္တလောဣတိတဲ့တောထဲမှာရှိတဲ့ပစ္စည်းပဲဖြစ်ဖြစ်မြို့ထဲမှာရွာထဲမှာရှိတဲ့ပစ္စည်းပဲဖြစ်ဖြစ်သူတစ်ပါးပိုင်တဲ့ပစ္စည်းသူတစ်ပါးသိမ့်ပိုက်ထားတဲ့ပစ္စည်းသူတစ်ပါးပိုင်ပစ္စည်းကိုတဲ့ခိုးယူလူဝက်ပြီးတော့ယူတဲ့ပုဂ္ဂိုလ်ဟာသူ့ရဲ့အမှုချင်းဒါအောက်တန်းစားရဲ့အမှုချင်းပဲလို့အရိဏဒါနဆိုအောက်တန်းစားရဲ့အမှုချင်းပဲလို့ရသော်ဗျာဒီလိုဟောတယ်နောက်တစ်ခုကျတော့ဘာတော့ဆိုလို့ရှိရင်ယောဟဝေဣနမာဒာယသုစမာနောပလာယတိနာဟိတိဣနမတ္ထိတိတံစင်ညာဝတ္တလောဣတိလောကမှာသူများစီကကျွေးတွေကိုယူထားတယ်ကျွေးတွေကိုမပေးဘဲနဲ့ရှောင်တိန်နေပြီးတော့သို့မဟုတ်မရှောင်တိန်ရင်လည်းပဲကျွေးမရှိဘူးလို့ဆိုညင်းတယ်အဲ့ဒါလို့သူများပစ္စည်းကိုနော်မတရားနည်းနဲ့ရယူသိမ့်ပိုက်ပြီးတော့ဒီလိုလှုပ်တတ်တဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲဝတ္တလပဲတဲ့ဒီအမှုချင်းကောင်းတဲ့အမှုချင်းမဟုတ်ဘူးလို့ဒီကနေ့ခေတ်မှာဒါတွေလည်းအများကြီးရှိတာပဲဆုံးကြတယ်ကျွေးတွေဆုံးသွားတယ်ဆိုတာခဏကြားကြရတယ်ပေါ့ဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ယောဝေကိဉ္စိတ်ခကမြတ္တာပန္ထတမိန်ဝဆန္တံသနဟန္တဝါကိဉ္စိတ်ခမာဒေတိတံစင်ညာဝတ္တလောဣတိလူတယောက်ကိုသူစီပါသူပိုင်တဲ့ပစ္စည်းတစ်ခုကိုအလိုရှိလို့လမ်းကနေစောင့်ပြီးတော့လူရဲ့တိုက်ခိုက်တပ်ဖြတ်ပြီးတော့ပစ္စည်းကိုယူသွားတာဒီကနေ့ခေတ်မှုခင်းနေတယ်လေဒါမျိုးကမကြားခြင်းအဆုံးပဲနော်လမ်းကနေစောင့်ပြီးတော့တိုက်ခိုက်လူယူမှုဆိုတာအဲ့ဒါလို့လှုပ်လို့ရှိရင်လည်းပဲတဲ့ဒါအောက်တန်းစားပဲဒီလိုမျိုးဆိုပြဟောတယ်နောက်တစ်ခုကအတ္တဟေတုပရဟေတုဓနဟေတုစပြောနရော
သက်ခိပုတ်တော်မူတာဖြူတိတန်စင်ညာဝသလောဣတိရုံးတက်ပြီးတော့သက်သေအနေနဲ့ထားပြီးတော့မေးတဲ့အခါမှာတဲ့ကိုရေးကိုယ်ရာကိစ္စကြောင့်ဖြစ်စေနော်အတ္တဟေတုဆိုတာကိုရေးကိုယ်ရာကိစ္စကြောင့်ဖြစ်စေပရဟေတုသူတစ်ပါးရဲ့အရေးကိစ္စကြောင့်ဖြစ်စေဒဏဟေတုငွေကြေးဒဏဥစ္စာရလို့ပဲဖြစ်စေရုံးပြင်ကနာမှာသက်သေထားပြီးတော့မေးတဲ့အခါမှာမမှန်မကန်ထွက်ဆိုပြောကြားလို့ရှင်အဲ့ဒီပုဂ္ဂိုလ်ဟာဝတ္တလပဲအောက်တန်းသားပဲသူ့ရဲ့အမှုချင်းအောက်တန်းသားလို့ဒီလိုမြတ်စွာဘုရားဟောတယ်နောက်တစ်ခုကယောညာတိနံသခိနံဝါဓာရေတုပတိဒိဋ္ဌတိသာဟတာတံပိယေနဝတံစဉ္ညာဝတ္တလောဣတိတဲ့ဒါကကိုချင်းတရားနဲ့ပတ်သက်လာကိုချင်းတရားနဲ့ပတ်သက်လာလူတွေမှာလူမှုရေးဖောက်ပြန်တယ်ဆိုတာရှိတတ်တယ်ဆွေတဲ့မျိုးထဲမှာပဲဖြစ်စေကိုယ်တဲ့အမျိုးမကင်းတဲ့တဏှိနိယဖြင့်ဆက်သွယ်နေတဲ့ပုဂ္ဂိုလ်မှာပဲဖြစ်စေသူတစ်ပါးသားမယားနဲ့ပတ်သက်ပြီးတော့သဘောတူလို့ပဲဖြစ်ဖြစ်အနိုင်အထက်ချင်းချောက်ပြီးတော့လှုပ်တာပဲဖြစ်ဖြစ်မတရားမှုကာမနဲ့ပတ်သက်တဲ့မတရားမှုကိုပြုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဝတ္တလပဲလို့မြတ်စွာဘုရားဒီသုတ္တမှာဒီလိုခေါ်တယ်ဟောနောက်တစ်ခုကျတော့မိဘတွေနဲ့ပတ်သက်လာယောမတရံပိတရံဝါဇိနကံကတရွပနပဟုတန္တောနပရတိတံစဉ္ညာဝတ္တလောဣတိလောကမှာခြေဆုရှိတဲ့ပုဂ္ဂိုလ်ကိုစဉ်းစားကြည့်လိုက်လူလောကရောက်လာတဲ့အခါမှာကိုယ်ပထမဆုံးခြေဆုပြုတဲ့သူကမိဘအမေနဲ့အဖေကကိုယ့်ကိုခြေဆုပြုစောင့်ရှောက်ခဲ့လို့ကိုဟာလူဘဝရောက်လာအဲ့ဒါလို့ကိုယ့်ပေါ်မှာခြေဆုရှိခဲ့တဲ့မိဘနောက်ကြတော့မိဘတွေဟာအသက်အရွယ်ကြီးလို့အိုမင်းမစွမ်းရှိလာပြီဆိုလို့ရှင်တချို့သားသမီးတွေကပြစ်ထားကြတယ်မိဘကိုမဆိုင်ဘူးပြစ်ထားကြတယ်ပဟုတန္တောနပရတိတလည်းတတ်နိုင်တယ်ပစ္စည်းဥစ္စာလည်းရှိတယ်သို့သောမိဘကိုမပြုစုကြဘူးတဲ့ပြစ်ထားကြတယ်ကဘာနဲ့ခြီးပြီးတော့ခြိလိုက်မယ်ဆိုလို့ရှိရင်အဲ့လိုပြစ်ထားတာတွေအလွန်များလားကိုပြစ်ထားတာတွေအလွန်များလားတချို့ရက်တွေဆိုအမေအိုးအဖေအိုးတွေကိုတောထဲသွားပြစ်ထားလိုက်တယ်တချို့လူမျိုးတွေထဲမှာရှိတယ်မပြုစုရုံနဲ့မကအောင်တောထဲမှာသွားပြစ်ထားလိုက်ပြန်မလာနိုင်အောင်လုပ်ပြီးတောပို့ပလိုက်တာအဲ့တော့အမေဖေဟာအိုမင်းမစွမ်းဖြစ်ပြီးတော့အသက်အရွယ်ကြီးလာတဲ့အခါမိမိကိုယ်တိုင်ကတတ်နိုင်ပါရဲ့တန်းနဲ့ဒီမိဘကိုပြုစုလုပ်ကျွေးမှုမပြုဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာဒါဟာတကယ့်ကိုဝတ္တလပဲလို့မြတ်စွာဘုရားဒီလိုဟောတယ်တံစဉ္ညာဝတ္တလောဣတိအဲ့တော့ဒါနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားလက်ထက်တုန်းကအမတမဒုက္ခရောက်ရှာတဲ့အဖိုးကြီးတယောက်အကြောင်းအားလုံးတော့ကြားဘူးကြလိမ့်မယ်အဲ့ဒီအဖိုးကြီးကသူပတ်စံငွေ8သိန်းရှိတယ်ပေါ့သူတို့ခေတ်ကပတ်စံငွေ8သိန်းရှိတယ်သားသမီး4ယောက်ထွန်းကားတယ်အဲ့တော့သား4ယောက်ကိုသားသမီးတွေကိုသူကတယောက်1သိန်းစီပေးပြီးတော့အိမ်တော်ရဲ့သားချပေးလိုက်တော့
သူ့မှာ4 သိန်းကြံသေးတယ်ပေါ့တယောက်1 သိန်းစီပေးပြီးတော့အိမ်တော်ရင်သားချပြီးတော့ခွဲပေးလိုက်အဲ့ဒီအချိန်မှာသားသမီးတွေကဘာလုပ်တုံးဆိုသူတို့အဖေစီမှာငွေ4 သိန်းရှိတယ်ဆိုတာသိအဲ့ဒါကိုရအောင်လိုချင်ကြလိုချင်တော့သမင်းမှာဝါအောင်ကျွေးပြီးတော့ဆွဲတရားဟောကြတာပေါ့သူတို့အတွေ့ရပါတော့ဆိုအဲ့ဒီချိန်မှာသူတို့အမေလှုပ်တဲ့ပုဂ္ဂိုလ်ကလည်းဆုံးသွားပြီအဖိုးကြီးတယောက်ထဲကျန်အဲ့အဖိုးကြီးသူ့လက်ထဲမှာငွေက4 သိန်းရှိတယ်ငွေ4 သိန်းရှိတော့သားသမီးတွေကဘာပြောတော့ဆိုသူ့အဖေနောက်အိမ်အောင်ရသွားကြသွားလို့ရှိရင်ဒီငွေ4 သိန်းသူတို့ဆုံးတော့မှာပေါ့အဲ့ဒါဖြစ်မှာဆိုတော့ဘာလုပ်တော့ဆိုအဖေတဲ့လူဘွားကြီးကဒီအိမ်အောင်ဘဝတော့ဒုက္ခများတယ်ပေါ့လေအဖေနောက်အိမ်အောင်များစိတ်မကူးနဲ့သားတို့လှုပ်ကြွေးမယ်တယောက်ကို1 သိန်းစီသာထပ်ပေးတစ်သက်လုံးလှုပ်ကြွေးသွားမယ်ဆိုပြီးပြောတာအဖိုးကြီးကလည်းငါသားတွေလိမ္မာတယ်လို့ဆိုပြီးယုံတာပေါ့ယုံတော့သားတွေနောက်ထပ်တယောက်1 သိန်းစီပေးလိုက်တယ်သူဘာမှမချန်တော့ဘူးအဖိုးကြီးဘာမှမချန်တော့ဘူးသူအဝတ်စားပဲလက်ချေပဲရှိတော့အဲ့ဒါလိုဖြစ်လာတဲ့အခါနောက်ကြတော့အကြီးဆုံးအိမ်သွားတဲ့အခါချွေးမလုပ်တဲ့လူကဘာပြောတော့မကြားတကြားပြောတယ်အမလီဒီအိမ်ငါကိုမရွှေ့ဘူးပေါ့အားလုံးတူတူ2 သိန်းစီပေးတာပဲပေါ့တခြားအိမ်တွေသွားတဲ့လမ်းများမသိဘူးလားဒီအိမ်ကများပို့ပေးထားတာများရှိလို့လားဒီဖိုးကြီးကအိမ်မှာပဲကတ်နေတော့တာပဲနဲ့မကြားတကြားပြောတဲ့အခါကျတော့ဖိုးကြီးခင်ဗျအိမ်ကဆင်းသွားပြီးဒုတိယအိမ်သွား50 ရက်နေဒီလိုပဲပြောခံအဲ့ဒီလိုနဲ့သွားလိုက်တာသားသမီးတွေအိမ်4 အိမ်လုံးကသူ့မောင်းထုတ်ခံလိုက်ရတယ်ပေါ့မောင်းထုတ်တယ်ဆိုတာမကြားတကြားပြောပြီးမောင်းထုတ်တာခုခေတ်လည်းရှိမှာပဲဒါမျိုးอ่ะเนาะနေလို့မဖြစ်တော့အဲ့တော့ဘာလို့တုံးဆိုအဖိုးရဲ့ဖိုးသူတော်ဝတ်လိုက်ရဖိုးသူတော်ဝတ်ဖိုးသူတော်ဝတ်ပြီးတော့ဘယ်သွားတော့ဆိုဗမာအိုကျောင်းကျူကျောင်းညာလို့ဆိုအဲ့ဒါကြောင့်ဗမာတော့မဟုတ်ဘူးပေါ့ဖះလက်ထက်ကသူကအဲ့တော့အဖိုးကြီးကဘုန်းကြီးကျောင်းရောက်သွားတယ်ရောက်သွားပြီးတော့ဘုန်းကြီးကျောင်းမှာဆွမ်းညံဟွန်းညံလေးထမင်းညံဟင်းညံလေးတွေတောင်းပြီးတော့စားဒီနေ့ကျတော့မြတ်စွာဘုရားအဲ့ဒီအဖိုးကြီးတွေ့တဲ့အခါကျတော့မေးတယ်ပေါ့သားတွေသမီးတွေကဂိူးမဆိုင်ဘူးလားပင်ပန်းမနဲ့နော်အဲ့ထွေးညဟင်းညတောင်းစားရတယ်ဆိုတော့ဘယ်ချမ်းချမ်းသာသာအိမ်နေတယ်လို့ပဲဟုတ်တယ်အဲ့လိုပြောတော့သူကအကျိုးအကြောင်းတွေပြောပြဖះကိုလျှောက်တော့ဖះသူ့ကိုစကားသင်ပေးထားစကားသင်ပေးလိုက်တယ်သားသမီးတွေကသူ့ကိုပြစ်ထားတယ်ဆိုတဲ့အကြောင်းစကားသင်ပေးတယ်လူကြားထဲမှာပြောဖို့စကားကိုသင်ပေးလိုက်တယ်မြတ်စွာဘုရားအဲ့ဒါနဲ့တနေ့ကျတော့သူတို့အစည်းအဝေးတစ်ခုလုပ်တယ်အစည်းအဝေးတစ်ခါလုပ်တော့အပုံနာကြီးကအဲ့ဒီအစည်းအဝေးမှာသွားတယ်သွားပြီးတော့သူကဗာပြောတော့ဆိုကျွန်ုပ်စကားလေးတစ်ခုပြောပြရစေစကားလေးတစ်ခုပြောပြရစေဒီအစည်းအဝေးမှာသူစကားတစ်ခုပြောခွင့်ပြုပါလို့ဆိုပြောပါပေါ့ပုံနာကြီးဗာပြောချင်တာတော့လို့အစည်းအဝေးပြောတဲ့အခါသူပြောတဲ့စကားကဘာတော့ဆိုလို့ရှိရင်သူတို့မွေးလာတော့ငါတဲ့ကျွန်ုပ်ဟာအဲ့ဒီသားကလေးတွေသမီးလေးတွေမွေးလာတော့ငါစိတ်ထဲမှာပျော်လဲရတာတဲ့သူတို့ရဲ့ကြီးပွားတိုးတက်မှုကိုလည်းအမျိုးမျိုးရှာကြံခဲ့ရပါတယ်တဲ့အဲ့ဒီသားတွေဟာသူတို့ဇနီးတွေနဲ့တိုင်ပင်ပြီးတော့အခုကျတော့ခွေးတွေကဝက်အိုကြီးကိုဟောင်ပြီးတော့ထုတ်လိုက်တယ်လို့ကျွန်ုပ်ကိုအဲ့ဒါလို့ဟောင်ထုတ်ခံရပါတယ်တဲ့သူပြောတဲ့စကားပဲနော်
သူတော်ကောင်းစိတ်မရှိတဲ့လူယုံမှာသားတွေဟာကျွန်ုပ်ကိုအဖေနဲ့ခေါ်ပေးမဲ့လို့တကယ်တော့သူတို့ဟာသားရောင်ဆောင်းနေတဲ့ဘလူးတပည့်တွေသာဖြစ်ပါတယ်တဲ့အရွယ်အိုသွားတဲ့အဖိုးအိုကြီးကျွန်ုပ်ကိုစွန့်ပစ်ထားကြပါတယ်ဘာနဲ့အလားတရံတူတုံးလို့ဆိုလို့ရှိရင်မြင်းနှကောင်ဟာခိုင်းစားရတုန်းကတော့ကျွေးမွေးဆောက်ရှောက်ထားတော့လေအခုမြင်းအိုကြီးကိုစခွက်ကနေပြီးတော့မောင်းထုတ်လိုက်တယ်လို့ပဲတဲ့သားတွေရဲ့အဖေအိုကြီးဟာလဲအခုချိန်မှာသူများအိမ်မှာပဲသွားတောင်းစားနေရပါတော့တယ်အိမ်နေမှာသူမစားတော့ပါဘူးတဲ့ဘုရားသင်ပေးလိုက်တဲ့စကားလုံးလေးတွေသူကျွန်ုပ်အဖို့တဲ့ဟောဒီတောင်ဝှေးကသာအကောင်းဆုံးဖြစ်ပါတယ်မလိမ္မာတဲ့သားတွေစကားနာမထောင်တဲ့သားတွေဘလို့မှတန်ဖိုးမရှိဘူးတဲ့ဟောကျွန်ုပ်လက်ထဲပါတဲ့ဟောဒီတောင်ဝှေးလေးကနွားလာလဲမောင်းလို့ရတယ်တဲ့ကြမ်းတမ်းနဲ့ခွေးနဲ့တွေ့လဲပဲ6ရတယ်တဲ့အမှောင်ထဲမှာဆိုလို့ရှိရင်လဲတောင်ဝှေးလေးနဲ့စမ်းသွားလို့ရတယ်တဲ့ခြိုက်တွေချင်းတွေရှိလို့ရှိရင်လဲတောင်ဝှေးလေးနဲ့စမ်းသွားလို့ရတယ်တဲ့မတော်တဆလဲသွားတောင်မှဟောဒီတောင်ဝှေးလေးနဲ့ပြန်ပြီးတော့ထားလို့ရပါတယ်အဲ့တော့တောင်ဝှေးလောက်မှတန်ဖိုးမရှိတဲ့သားတွေပါလို့ကျွန်ုပ်မှာသားတွေရှိရတဲ့နဲ့တောင်ဝှေးလောက်မှအာမကိုရပါဘူးလို့လူကြားထဲမှာပြောတာသူကအဲ့လိုပြောလိုက်တဲ့အခါကျတော့အဲ့ဒီခေတ်ကသူတို့ဂတိကဝတ်လှုပ်ထားတာရှိတယ်အဲ့ဒီရွာအဲ့ဒီအဖွဲ့အစည်းတစ်ခုမှာမိဘရဲ့ပစ္စည်းကိုစားပြီးတော့အမေအိုဖေအိုတွေကိုမပြုစုဘဲနဲ့ပြစ်ထားလို့ရှင်သေရန်ပေးမယ်သေရန်ပေးရမယ်လို့အဲ့ဒီခေတ်ကသတ်မှတ်ထားတာရှိတယ်အဲ့ဒီပိဋကတ်ထဲမှာခုနသူသားတွေလည်းပါတယ်အဲ့ဒီမှာအားလုံးကနေပြီးတော့ဘယ်မလဲဒီကောင်းနေအဖေကိုမွေးပြစ်ထားကြတဲ့လူတွေဆိုပြီးတော့ဝိုင်းကိုတတ်မဲ့ဖြတ်မဲ့လှုပ်ကြတာဟောနော်အဲ့လိုလှုပ်တဲ့အခါကျတော့မှသားတွေကအဖေကြီးခြေစလုံးဖက်ပြီးတော့တောင်းပန်နေတဲ့သူတို့ကဲပါပေါ့နောင်အဲ့လိုမဖြစ်เสียရပါဘူးလို့ဆိုအဲ့လိုဇလန်းလေးတစ်ခုတောင်ဖြစ်ခဲ့ဘူးတယ်ပေါ့နော်ဒါမြတ်စွာဘုရားလက်ထက်ကဖြစ်ခဲ့ဒီကနေ့ခေတ်မှာလည်းပဲကြည့်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့ဂျာမနီသွားတော့ကဆိုအဖိုးအိုကြီးဖွားအိုကြီးတွေဈေးချင်အောင်တွေထွဲပြီးတော့ဈေးဝယ်ထွက်လာကြတာတွေ့တချို့အဖိုးကြီးတွေဖွားကြီးတွေအိမ်ပေါ်မှာသေးနေမသိဘူးတဲ့မထွက်တာကြာတော့မှသွားကြည့်တော့အိမ်ပေါ်မှာသေးနေတချို့အဖိုးကြီးနဲ့အဖွားကြီးကအရင်သေးသွားတာရှိတယ်အဖွားကြီးကအရင်သေးသွားတာရှိတယ်အဲ့ဒါလို့တယောက်တည်းရှိပြီဆိုရင်ခွေးလေးတစ်ကောင်မွေးထားအဲ့ဒီခွေးကလေးအဖော်ပြုတ်ပြီးတော့ဈေးသွားကြတာတုံချိနဲ့သွားနေတာတွေကိုတွေ့ကြဘူး။အော်သူတို့ဘဝတွေဟာအသက်အရွယ်ကြီးလာပြီဆိုလို့ရှိရင်ဒုက္ခရောက်ကြတယ်လို့အဲ့ဒီလူတွေဒါတွေဟာလူလောကမှာအမတန်မှငယ်ရွယ်တဲ့ပုဂ္ဂိုလ်တွေမှာတာဝန်ရှိတယ်လို့မြတ်စွာဘုရားကဒီလိုခေါ်တာနော်ယောမတရံပိတရံဝါဇိနကံကတယောပနံပဟုတန္တောနပရတိတံစင်ညာဝတလောဣတိမိဘတွေကိုတဲ့အသက်အရွယ်ကြီးအိုမင်းမစွမ်းဖြစ်နေတဲ့အခါမှာတဏှာရဲ့တန်းနဲ့ပြုစုလုပ်ကြွေးမှုမပြုဘူးဆိုရင်အဲ့ဒီလူဟာတကယ်ပဲအောက်တန်းစားပဲလူညံ့ပဲလူယုံမှာပဲလို့ဒီလိုခေါ်တာဟောနောက်တစ်ခုကျတော့ယောမတရံပိတရံဝါဘာတရံပခိနေတတုံဟန္တိရောတိတိဝါစာယတံစဉ္ညာဝဒလောဣတိအချို့ပုဂ္ဂိုလ်တွေကြတော့အမေလည်းခေဝဆိုင်ဘူးအဖေလည်းခေဝဆိုင်ဘူးညီတွေအကိုတွေချင်းလည်းခေဝဆိုင်ဘူးအမနှမလည်းခေဝဆိုင်ဘူးယောက်ခမလည်းမလေးစားဘူး
ရိုက်တယ်နှက်တယ်ဆဲတယ်ရေးတယ်မကြောက်ဝမနာတာတွေပြောတယ်ဘုန်းကြီးတို့တခါခရီးသွားတယ်လွန်ခဲ့တဲ့10 နှစ်လောက်ကဖြစ်လေမြေထားရတော့မြေထားဘူတာယုံဘေးမှာဘူတာယုံထဲမှာသားအမိ2 ယောက်ထိုင်နေတယ်အမေလှုပ်တဲ့လူနဲ့သမီးလှုပ်တဲ့လူအဲ့တော့ဘုန်းကြီးတို့ရက်တဲ့ယထာတွဲနဲ့သူတို့ထိုင်ပြီးစကားပြောနေတဲ့နေရာမှာတဲ့သူတို့ပြောတာတွေကြားနေရဘာပြောလိုက်တယ်မသိဘူးအမေလှုပ်တဲ့လူကသမီးကိုပြောတဲ့အခါကျတော့သမီးကပြန်ပြောလိုက်တာကြတော့ဒေါသနဲ့ပြန်ပြောလိုက်တာအတန်ကျဲရဲဆိုတော့ပြပြသားသားကြားတယ်သူပြောတာဘာလို့ဆိုတော်လုတ်ကြွေးတာကိုကြုတ်စားနေတာမဟုတ်ဘူးရှာမရှိနဲ့ပါဇက်ပိတ်ထားလို့အမေကိုသမီးကပြန်ပြောတဲ့စကားကိုကြားခဲ့ရတယ်အဲ့ဒီထုံးဒါတကယ်ကြားခဲ့တာကိုကြားတာသူများကြားတာမဟုတ်ဩအမေလှုပ်တဲ့လူကမျက်နှာငယ်လေးနဲ့ပြီးသွားရောအဲ့ဒါလို့အဲ့ဒါမျိုးတွေလေလောကကြီးမှာအများကြီးရှိတယ်တဲ့အဲ့ဒီလူစိတ်ဓာတ်ရှိတဲ့အမှုအကျင့်တွေရှိတဲ့ပုဂ္ဂိုလ်ဟာဒါအောက်တန်းစားပဲဝတ္တလဆိုတာအဲ့ဒါကိုခေါ်တာလို့ဟောမြတ်စွာဘုရားကဒီလိုဟောတယ်ဒါကြောင့်မလို့ဒီသုတ်တံကဂါထာပုတ်ပေါင်း20ကျော်ရှိသည့်အတွက်ကြောင့်ဒီနေ့တည်းရထဲတော့ပြီးအောင်ဟောလို့တော့မရဘူးပေါ့နော်။နောက်ပြင်ကဆက်ပြီးတော့ဟောပါအဲ့ဒါကြောင့်မလို့အခုအားလုံးပြန်ပြီးတော့ခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်သူယုံမာတို့ရဲ့အမှုအကျင့်များဆိုတာတဘာဝကယုံမာလာတာမဟုတ်ဘူးအမှုအကျင့်ကိုကြည့်ပြီးတော့လူတွေဟာယုံမာတယ်မယုံမာဘူးသို့မဟုတ်အစင်တန်းရှိတယ်မရှိဘူးဆိုတာဆုံးဖြတ်ကြရတယ်အဲ့တော့ဘုန်းကြီးတို့တွေဒီမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဒီဝဒလသုတ်တံမှာဟောထားတဲ့အချက်တွေကိုကြည့်တို့တွေဟာဝဒလခေါ်တဲ့အောက်တန်းကျတဲ့ပုဂ္ဂိုလ်မျိုးတွေအောက်တန်းကျတဲ့အလုပ်တွေအောက်တန်းကျတဲ့စိတ်ဓာတ်တွေမမွေးမှတို့တွေဟာအောက်တန်းကျတဲ့ပုဂ္ဂိုလ်တွေမဖြစ်ရမှာအဲ့ဒါကြောင့်မို့လို့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ရအတွက်မြင့်မြတ်တဲ့အတွေးခေါ်တယ်အခုပြောခဲ့တဲ့အောက်တန်းကျတဲ့အပြုအမူတွေကရှောင်လိုက်မယ်ဆိုလို့ရှင်ဟောစိတ်တူတာဒေါသကြီးတာမလုပ်ဘူးရညှိုးဖွဲ့တာမလုပ်ဘူးဟောကျေစုကမ်းတာမလုပ်ဘူးမှန်ကန်တဲ့အယူအဆပဲရှိတယ်မှားယွင်းတဲ့အယူအဆမလုပ်ဘူးလှိစားတတ်တဲ့မာယာမရှိဘူးဆိုလို့ရှင်ဒါလူတော်လူကောင်းဖြစ်တယ်တတ္တဝါတွေပေါ်မှာအကျဉ်းနာတရားရှိတယ်ညှင်းဆဲတပ်ဖြတ်မှုမလုပ်ဘူးအလုံးဒုက္ခရောက်တဲ့အလုပ်မျိုးတွေကိုမလုပ်ဘူးသူတော်ဘာပစ္စည်းနဲ့ပတ်သက်ပြီးတော့မတရားယူတာမျိုးတွေမလုပ်ဘူးသူများကြွေးတွေယူထားပြီးတော့ညှင်းဆိုထွက်ပြေရှောင်ပြေးတာမျိုးဒါမျိုးမလုပ်ဘူးသူများပစ္စည်းရလို့မှုနဲ့ဒီလူတက်ပြီးတော့ပစ္စည်းယူတာမျိုးဆိုတာမလုပ်ဘူးကိုယ့်အတွက်ဖြစ်စေသူများအတွက်ဖြစ်စေဥစ္စာအတွက်ဖြစ်စေရုံးပြင်ကနာတက်ပြီးတော့မတရားသက်သေထွက်တာမျိုးမလုပ်ဘူးဆွေတွေမျိုးတွေနဲ့ပတ်သက်ပြီးတော့လူမှုရေးဖောက်ပြန်မှုမလုပ်ဘူးမိအိုဖအိုတွေကိုပြုစုလှုပ်ကြွေးတယ်ယူသေးလေးစားတယ်မိဘဆွေမျိုးသားချင်းရောက်ခမစားပြီးတော့လေးစားတယ်စော်ကားတဲ့စကားတွေကိုမပြောဘူးဆိုလို့ရှိရင်တို့တွေဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့အမှုအကျင့်တွေပဲလို့အမှုအကျင့်တွေကိုတို့တွေလိုက်နာကြရမှာဖြစ်တယ်လို့ကိုစီသဘောကျပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်အတိုင်းဝတ္တလအဖြစ်ကနေပြီးတော့လွတ်ကင်းပြီးတော့ဗျမနလို့ဆိုတဲ့အဆင့်မြင့်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါ